အားလုံးပဲမင်္ဂလာပါကျွန်တော်လည်းပြောတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ငွေကြေးမပြည့်စုံရင်တော့စတင်နိုင်တဲ့စကေးသုံးခုအကြောင်းပဲဖြစ်ပါတယ် နံပါတ်1 English speaking ဖုန်းတစ်လုံးရှိအောင်နဲ့နေ့စဉ်ပုံမှန်အချိန်ပေးပြီးတော့လေ့လာမှုစတင်နိုင်တယ် English speaking စကားကောင်းလာပြီဆိုရင် foreigner client တွေ online work တွေလုပ်လာနိုင်တယ်ကိုယ့်ကိုယ်လည်းယဉ်ကျေးမှုမြင်လာမယ်နံပါတ်2 content creation ဖုန်းတစ်လုံးနဲ့ပဲ YouTube TikTok Facebook စတဲ့ application တွေမှာကျွန်တော်တို့သိထားတဲ့ knowledge တွေကျွန်တော်ကြုံတွေ့ခဲ့တဲ့ experience တွေကျွန်တော်ဖြစ်နေခံစားချက်တွေ sharing လုပ်ပြီးအောင်ပါ content creation က personal brand လေးဖြစ်လာနိုင်လို့ income source နှစ်ခုလုံးဖြစ်လာနိုင်တယ်နံပါတ်3 communication skill ကိုပိုင်းနိုင်ထားတဲ့သူတွေကတော့ interview တွေ business တွေ friendship တွေ relationship တွေစတဲ့နေရာတွေမှာဒီများရဲ့အခွင့်အလမ်းပုံများ ဘယ်လိုမျိုးစကေးတွေကငွေကြေးမပြည့်စုံရင်တော့စတင်နိုင်လဲဆိုတော့ဒီကွန်မန့်တစ်ချက်တော့ဖြေသွားပေးပါဦး